ပေါ်ဦးဘာကြောင့်လူတွေကငွေကိုချစ်ပြီးကိုကျင့်တရားကိုမချစ်ကြတာလဲမှန်လားပါဖေဟာငွေကမျက်စိနဲ့မြင်ရတယ်ကိုကျင့်တရားကစိတ်နဲ့ပဲမြင်ရလို့ပါဖေဟာဒါဆိုလူတွေကစိတ်ထက်အကျိုးကိုပိုကြည့်တာပေါ့မှန်လားပါဖေဟာတချို့ကမှန်တာထက်ရတာကိုပဲရွေးကြတယ်ဖေဟာမကောင်းတာလုပ်ပြီးချမ်းသာနေတဲ့သူတွေလည်းရှိတာပဲအပြင်မှာချမ်းသာခြင်းချမ်းသာမယ်အတွင်းစိတ်မှာတော့မအေးချမ်းဘူးဖေဟာဘာကြောင့်မအေးချမ်းတာလဲမှန်လားပါဖေဟာလိန်ထားတဲ့သူကပေါ်သွားမလားကြောက်တယ်မတရားလှုပ်ထားတဲ့သူကပြန်ခံရမလားကြောက်တယ်ဖေဟာဒါဆိုကိုကျင့်တရားရှိတဲ့လူကဘာရလဲမှန်လားပါဖေဟာကိုကျင့်တရားရှိတဲ့သူကငွေမကြံရင်တောင်တန်ဖိုးမကြဘူးကိုကျင့်တရားမရှိတဲ့သူကငွေများနေလဲတန်ဖိုးမတက်ဘူးဖေဟာလူတွေဘာကြောင့်မမှန်တာကိုလှုပ်ရဲကြတာလဲမှန်လားပါဖေဟာသူများရဲ့နာကျင်မှုကိုကိုယ်နာကျင်မှုလို့မခံစားတတ်လို့ပါဖေဟာကိုကျင့်တရားဆိုတာတကယ်အရေးကြီးလားတစ်ပင်မှအမြင့်လိုပါပဲဖေဟာအမြင့်ပြတ်ရင်အပင်လဲသလိုပဲကိုကျင့်တရားပြတ်ရင်လူဘဝလည်းလဲတယ်ဖေဟာဒါဆိုရင်လူတစ်ယောက်ရဲ့တန်ဖိုးအစ်စ်ကဘာလဲမှန်လားပါဖေဟာပတ်စံမဟုတ်ဘူးအာနာမဟုတ်ဘူးဘယ်အချိန်မှာပဲဖြစ်ဖြစ်မကောင်းတာမလုပ်တဲ့စိတ်ကမှတန်ဖိုးအစ်စ်ပါဖေဟာ